ဒီမင်းလေးဟာသူနဲ့ရင်းနှီးရဲ့မွေကြီးအပေါ်မှာတလောက်ထိတန်ရောစင်ကြီးလိမ့်မယ်လို့မထင်ထားမိသလိုတစ်ဖက်လူကလည်းသူ့ရဲ့ကလေးကိုမိမိစီမှာလာရောက်အနှံလိမ့်မယ်လို့တခါမှမတွေးထားမိခဲ့ပါဘူး။ဒါဟာဆယ်စုနှစ်ပေါင်းများစွာတကိုယ်တန်းနေလာတဲ့ရှောင်းမေအတွက်တော့အလွန်တရာအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာမွေကလေးနဲ့တဦးကိုတဦးအပြန်လန်အမိတဟေးပြူပြီးနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်တွေကုန်ဆုံးလာနဲ့အမျှမွေကလေးဟာတဖြည်းဖြည်းကြီးထွားလာပြီးရွာထဲကကြက်ပဲတွေကိုခိုးစားလိရှိပါတယ်။မြစ်တောင်တစ်ခတ်အတွင်းမှာလဲ10နှစ်ကျော်အချိန်တွေကုန်လွန်သွားခဲ့ပါပြီ။အရင်ကမွေကလေးဟာလည်းအခုဆိုရင်မွေကြီးတစ်ကောင်အထိအသွင်ပြောင်းလဲသွားခဲ့ပါပြီ။ရွာသားတွေဟာသူမရဲ့အိမ်ရှိကဖြတ်သွားတာနဲ့တင်မွေကြီးရဲ့ဖန်စီးစားတောက်ခြင်းကိုခံကြရပါတယ်။ဒါတောင်မှဒီလောက်အစာပမာဏဟာမွေကြီးအသက်မလုံလောက်သေးပါဘူး။ရှောင်းမဲဟာတခြားနီးလန်းမရှိတော့တဲ့အစုံအနီးနားကရွာသားတွေကိုသူမရဲ့အိမ်ထဲကိုလိန်ညာခေါ်ဆောင်လာပါတော့တယ်။ရွာသားတွေတတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာတကားကိုအနောက်ကနေခတ်လိုက်ပြီးခဏအကြာမှာတော့မိန်းကလေးတစ်ယောက်ကိုကျိုးနဲ့တုတ်နှောင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မွေကြီးကိုထွက်လာဖို့သူမကလှမ်းခေါ်လိုက်ပါတယ်။မိန်းကလေးဟာအလွန်အမင်းထိတ်လန့်သွားပါတော့တယ်။ဒီလိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အရေးကြီးတဲ့အချိန်မှာပဲသူမရဲ့ရီးစားထီသူကမွေကြီးရှိရာဘက်ကိုထိုင်ကုန်နဲ့လမ်းပေါက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်လိုက်တာဟာမွေကြီးကိုဒဏ်ရာရစေဖို့ထက်တစ်ဖက်လူကိုပိုပြီးဒေါသထွက်သွားစေပါတယ်။မွေကြီးဟာဘာမှစဉ်းစားမနေပဲချက်ချင်းပဲတိုက်ခိုက်ပါတော့တယ်။ခဏအတွင်းမှာပဲလူအလုံးမွေကြီးရဲ့ပတ်ချလဲဝိုင်းချင်းကိုခံလိုက်ရပြီးနောက်ဆုံးမှာတော့မွေကြီးရဲ့အစာအသစ်ဝမ်းပိုက်ထဲကိုရောက်သွားကြပါတော့တယ်။